လုံးမင်္ဂလာပါကျွန်တော်ဒီနေ့မှာတော့ကာမောင်ဗစကားမောင်းတဲ့ game လေးဆောင်းအောင်ပဲဒါလေးကတော့ကျွန်တော်ရဲ့ဗစကားလေးပေါ့ဒါမြန်မာဗစကားလေးပေါ့ကျွန်တော်စကင်မြောင်းထားတာပေါ့အခုကျွန်တော်ကားဝင်လိုက်မယ်ရပြီကျွန်တော်သွားမယ်စပြီးတော့အဲ့စပိတ်လာတယ်ရပြီကျွန်တော်ကိုလူသွားတင်အောင်ကျွန်တော်အဝေးပြေးဆော့ခဲ့ရလားမေ့ပါအော်ဟုတ်တယ်အဝေးပြေးဆော့ခဲ့တာဒီခန်းနေကဘရိုလည်းပြင်းစရာကောင်းတယ်ရန်လည်းပြင်းစရာကောင်းတယ်လူတက်တာဆိုတော့စကစ်လိုက်ကစ်ပွိုင်းကျွန်တော်စာမောင်းလို့ရပါပြီဒီမှာကကျွန်တော်မြေပုံလေးရှိတယ်အမြေပုံလေးကျွန်တော်ကြည့်ပြီးတော့ကျွန်တော်ဒီကောင်းကောင်းလေးလေးမှာအရင်ကခဏခဏဆိုပြီးတော့အဲ့ဒါကျွန်တော်ဒီကားပုံလေးဖြစ်သွားတော့ညီမစကီနဲ့မဆိုရင်12ဒေါ်15ဒေါ်တိုက်တော့မယ်ကန်ကောင်းကျွန်တော်ခုဆိုတော့ကာယိုစာထွက်နေပါပြီခင်ဗျာကားစားထွက်နေပါတဖြစ်ဟိုရှိရကားတွေကိုကျွန်တော်စတိုင်းအပြည့်နဲ့ရှောင်သွားမှာပါစတိုင်းအပြည့်နဲ့ဆိုတော့လေအဲ့ကားတွေမင်းတို့ကောက်ပေါင်းကြတာငါတိုင်းပြီးငါရဲ့ဘလိုတွေငါ့ကိုနှုတ်ကြီးလို့ပြောလိုက်မယ်တကယ်ဗစကားလို့ပေါင်းမယ်ကွာတကယ်ဗစကားလို့โอเคတကယ်ဗစကားတွေအပြင်မှာရင်းမြင်ကျွန်တော်စီရတရားကြော်ပဲရှိတယ်တိုင်းกว่าတရားလို့ကျွန်တော်ဝေးပြေးလောက်ထားတယ်ဟိုကျွန်တော်တို့ကမှတ်တိုင်နဲ့ကျွန်တော်မတော်ချင်မှတ်တိုင်နဲ့ကျင်းပြေးနေရကောင်းတယ်လူရှိရနေတာချက်ပေးရတယ်ကျွန်တော်ခုဆိုတော့ဒီโอ้ကျန်လာလိုက်တာကွာဒီကကြီးဟိုကျွန်တော်ကောင်းနေသေးတယ်ဝါဘေးဟာ98%ပဲကောင်းတော့တယ်ကျွန်တော်ခုနမတိုင်နေလို့မရတဲ့နဲ့ဟုတ်နိုင်နေဟုတ်တယ်ဒီနေ့မတိုင်နေစောနေရကျွန်တော်ခုနကဟုတ်တယ်အခုဘေးလူတိုင်းကိုလုံးကတော့နည်းနည်းဆော့ရကြရဲတော့မဆော့ရတယ်နည်းနည်းကြာသွားကြကျွန်တော်ကညံနှုတ်တော့ဟုတ်ကျွန်တော်နှုတ်လို့ပြောပါတယ်ကျွန်တော်နှုတ်ပါဘူးကျွန်တော်နှုတ်ပဲရှိပါတယ်ကျွန်တော်ခုဆိုတော့ဒီကောင်းကင်ကအရင်ကြာတယ်မောရတယ်ကြီးဟိုတင်းတော့ဟိုသူ့စီနဲ့ကြည့်တော့နည်းနည်းလေးလက်လေးထောက်ထားတာညံရောကျွန်တော်ခုဆိုတော့ကောင်းချင်းမြင်းနှမောင်းလေးဟိုရှိရကနင်းဘယ်တော့မပွင့်နဲ့အတိုင်းမြင်းနှမောင်းနဲ့မှမပိုင်ရောလေးအတော့ဘယ်ဝင်တက်တယ်ကားကငဲ့ရောဦးရောနော်ချနာဒါပြီးကျွန်တော်တို့တော့ကျွန်တော်တို့နဲ့မောင်းနေပြပါတယ်ဒီဘက်တော့ကနေကပြီးတော့လှလေးနဲ့ထွက်သွားတယ်ကျွန်တော်ဒီနာရကတ်သွားတာရက်စုပင်းစီလာရှိမရှိပေါ့ပါလေမတိုင်ကျော်ပါမတိုင်ကျော်ပါကိုဆိုင်ရပါနောက်ဆုံးပေါ်တင်ကုန်ရပါပြီကျွန်တော်ခုဆိုတော့ကျွန်တော်ရဲ့ညီမကားလေးကိုကြားရောက်လို့လာပါပြီကြားရောက်လို့ရပါပြီခင်ဗျဦးလေးတက်ပါလားကျွန်တော်ရှိမှလူ900ဝဲရှိသေးလို့ပါမတက်တော့ဘူးကွာဦးလေးလောက်ပါကွာမတက်တော့ဘူးလို့ကွာဟုတ်တော့ဦးလေးပြောလို့လည်းမရဘူး
ကျွန်တော်ခုဆိုရတော့ကျွန်တော်ဟာအဝိုက်ကွေ့အဝိုက်ဆိုရခိုင်းอยู่ကျွန်တော်အယာတိုက်နေမှာကြောက်ရပါကျွန်တော်ခုဆိုတော့ချီရိုးတော့နေမောင်းဒီတော့ကားလေးကိုဝိုက်ကွန်းနဲ့ချင်လာလေးနဲ့ကြော်ရတယ်ဒီတော့ကားနဲ့ပြီးတော့ဝိုက်ကွန်းနဲ့လာလေးနဲ့ကြော်ရမယ်ကျွန်တော်နောက်တစ်ခါရောက်တော့ပါလားဒီလိုမျိုးကျွန်တော်နောက်တစ်ခါရောက်မှာပါရတဲ့နောက်တစ်ခါရောက်တော့မှာပါခဏလေးပါဒါလေးကိုကျွန်တော်တို့ခဏဆောက်လိုက်ပါမယ်ဒီခါကိုရှင်းလိုက်ပါဗျာကျွန်တော်ကအမြန်မလုပ်တော့ဘူး application ကို3တော့3တော့ကျွန်တော်တောင်းထားတယ်အမြန်လုပ်လို့ရတဲ့ဟာကိုကျွန်တော်တောင်းထားတယ်ဒါပေမဲ့ကျွန်တော်က application ကဘာဖြစ်တာလဲမသိဘူးအမြန်လုပ်လို့မရအောင်ဖြစ်နေလို့အားကြောင့်ဒီခန်းလေးရေးကြည့်လိုက်ပါမယုံရှယ်ကားတွေငါတို့လာဖက်ကိုယ်စလေးပါနည်းနည်းကပွန်းဝိုင်းကျွန်တော်ဒီနေရာမှာဘူးကျွန်တော်မောင်းရကြလို့ခီးတယ်အောင်ကြီးရတယ်ဘာလို့ကြောလဲကွာဒီမှာခီးတယ်မမြင်ဘူးလားဟုတ်ကဲ့ကျွန်တော်တောင်းပါပါတယ်ဗျာကျွန်တော်ခုခီးတယ်တွေကကျွန်တော်ကြော်လာလို့ပါဒီနောက်ခါကျအဲ့လိုမလုပ်လို့ကွာတို့စောင့်နေအကြာကြီးပဲကျွန်တော်တောင်းပါပါတယ်ဗျာအဲ့လိုငယ်မောင်းဗျာကျွန်တော်မောင်းပေးပါမယ်ဗျာဒီကားပိုင်အောင်လीငါပြုတ်ကြတော့မယ်ကွာတော်တောင်းပါပါတယ်ဗျာကျွန်တော်အဲ့လိုမဆိုပါနဲ့ကျွန်တော်ပတ်ထိုင်ခွင့်တော့အားလုံးဘာလို့လုံးခဲ့တာနော်ကိုကျွန်တော်ပြန်ပြန်နေမယ်ကျောက်ကလူတိုင်းကို200ပဲတောင်းတာလို့ကြာအတန်လုံးပဲညီတော့တရားပေါ့နည်းနည်းဈေးသက်တို့မောင်းနေတိုက်ကုန်ပြီကျွန်တော်တောင်းပါလေဗျာကျွန်တော်ခုကကားဆောက်လောင်းလာပြီးညီတို့မော်တော့မိခဲ့ညီတော့မိဆန်းကန်ရတော့မှာပဲမော်တော့မိကလည်းမကြောက်ဘူးကြာကျွန်တော်ကားထဲဝင်သွားတယ်အခုပြေးသွားလိမ့်မယ်ရပါပြီကျွန်တော်တောင်းပါလေဗျဒီဘယ်ဒီရှက်ပညာလေးလို့ကျွန်တော်တောင်းပါပါတယ်နောက်တော့မင်းတိုင်းလို့ရှိရင်တော့မင်းရဲ့ boss နဲ့တိုင်သွားပါလေကျွန်တော် boss နဲ့တိုင်သွားပါလေကျွန်တော်ကားလေးကိုကျွန်တော်ပြန်ပြင်ပေးပါမယ်ကျွန်တော် boss ရဲ့ကားပါကျွန်တော်ပြန်ပြင်ဒီလူလုံးပြန်ပြီလားဟဲ့လူကောက်ဖြည်းဖြည်းမောင်းစမ်းမထားခဲ့နဲ့ဦးငါတို့လည်းလာအောင်မယ်ကွာတို့ဖောက်နေအကြာကြီးပဲညလောက်ကားကြီးမပြီးတော့ဘူးလားခဏလေးပါဦးမြဒီမှာကားရင်းနဲ့ရှုံးလို့ပါဦးမြဒီနေရာကွာအဲ့ဒါမထားနိုင်တော့ကွာ7 နာရီကျော်နေပြီကွာငါ7 နာရီချိန်တာကွာ7 နာရီကျော်နေပြီကွာအဲ့တော့အဝေးကြီးပဲကွာနေလောက်ကဟုတ်လေကွာငါလည်းတငယ်ချင်းလည်းချိန်ထားပြီးရင်ကွာဒီကွာမှာဒီဘေးတော့နေကြော်ပါလိဒီကောင်ကတော့ကွာကျွန်တော်တောင်းပါပါလေဗျာပြီးခေါ်လိုက်တော့ငါခုပဲတော့ဒီကောင်ကလည်းမပြောပါနဲ့ဗျာဟိုကျအနေကြီးတောင်းလေအဲ့တော့ဘယ်နဲ့တော့ခန်းရောင်းနေတော့ကောင်းမှထိုင်နေငါဖတ်ထိုးရလိုက်မယ်ဒီလိုဗျာကျွန်တော်ဒီမှာမောင်းတယ်ကျွန်တော်မောင်းနေတယ်ကဖြည်းဖြည်းမောင်းတော့လို့ဟုတ်ကဲ့ပါကျွန်တော်အဲ့လိုပြောပါရင်ကျွန်တော်မောင်းတတ်ပါတယ်ကညီမနိုင်ငံဥပညာစဘကလာဆိုတဲ့နေရာလေးကိုကျွန်တော်ရောက်နေပါတယ်ခင်ဗျားပြောရင်နေရာကြီးကဘာကြီးတုံးဗျဥပညာစဘကလာလို့ခေါ်ပါတယ်ဒီနေရာနာမည်ကြီးကဟုတ်ပါတယ်ဥပညာစဘကလာပါစဘကလာဘာညာတာရကလို့ခေါ်ပါတယ်ကျွန်တော်ခုဆိုတော့ကားရောကျွန်တော်ရှိပြီးသားညောက်ပိုင်းဘရစဘကလာညာအဲ့အနောက်ရောက်နေပါပြီမောင်းလေးလို့
ကားဖြည်းဖြည်းမောင်းလေလို့ဟုတ်ကဲ့ပါဗျာ ဖြည်းဖြည်းမောင်းကွာတိုက်ကုန်ပြီမင်းတို့ခြေတွေလက်တွေကျိုးတော့မှာပဲမင်းမောင်းနေရတဲ့ ဒီခါတော့ကားကရဲလေးတိုင်းပဲအဲ့လိုမဟုတ်ဘူးဗျာကျွန်တော်ခုမှစောင်းမောင်းလိုက်တော့ဖြစ်တာပါဗျာကျွန်တော်ခွင့်လို့ဝေးပါဘိုးကြီးကျွန်တော်ရဲနဲ့တိုင်းပဲလေဒီခါတိုင်းကျွန်တော်တိုင်းတော့မယ်ဒီခါတော့ဆုံးတယ်ပဲဒီရဲတော့ မင်းမောင်းနေရတဲ့ငါတို့ရောက်မရောက်နိုင်တော့ရောက်ခဲ့နေတဲ့ငရေကြီးပဲရောက်တော့မယ်ဟေးအဲ့လိုမဟုတ်ပါဘူးဗျကျွန်တော်ကားလေးကိုအဲ့လိုပြောပါနဲ့ဒါကျွန်တော်ဒီထဲမှာဆောင်းမောင်းတာကြောက်ပဲဖြစ်ပါတော့ငါတို့အလုံးနောက်ကျနေပြီကွာကိုကြအဲ့လိုပြောပါနဲ့ဗျကျွန်တော်အလောက်ကိုမြောင်ပို့ပေးပါမယ်ကျွန်တော်ခုဆိုတော့အိုးရှိမခီးတဲ့ရေမလာဘူး မြင်လားတကားဖွင့်ကြောက်ခွင့်ပါမယ်ပတ်စံဘလောက်ပေးရမှာလဲ200ပါပဲဗျโอเคရမှာနဲ့ဘယ်ထွက်လို့ရပြီထွက်လို့ရပြီတပူလိုက်လားဖွားဦးကြံသေးတယ်အိုးဖွားဦးကလမ်းရှေ့ချောင်းမင်းတဲ့အဲ့တော့ကျွန်တော်လည်းသွားတော့မယ်ဗျာဖွားဦးကားနဲ့ဝင်သွားလိုက်တော့မသိပါဘူးကွာကျွန်တော်အဲ့လိုမင်းကရဲလက်တိုင်းပါအဲ့လိုမဟုတ်ပါဘူးကျွန်တော်ကရှောက်ပြောနေမှာကျွန်တော်အဲ့လိုမလုပ်တော့ပါဘူးကျွန်တော်ကအတက်ကငငယ်လေးပဲရှိသေးတယ်ကျွန်တော်ကငငယ်လေးပဲရှိအောင်မင်းကဘာလို့ဘယ်ကားမတော့ကွာကျွန်တော်တက်ကကျွန်တော်ဆက်ရှင်နေပြေးသွားပြီဗျာကျွန်တော်ဘယ်ကားမောင်းလို့ရပြီဗျနည်းနည်းတော့မောင်းကွာဘယ်မောင်းလို့မရဘူးဗျဘာရှိမှကားနေနေဗျမမောင်းရင်လည်းနည်းနည်းစပီးလေးနည်းနည်းတင်လိုက်ကွာတင်ပေးပါမယ်ဗျကျွန်တော်ဒီမှာခုမြန်မာဦးငိမ့်ခမကလာကိုနေရတော့တခုထပ်တွေ့ပါတယ်အဲ့ဒီအရာလေးကိုကြည့်ရင်တော့ကျွန်တော်ခုစင်းပေးကောင်းမလားစင်းပေးပါနဲ့မြန်မာဟုတ်ကဲ့ပါကျွန်တော်ဒီနေ့တော့မသင်္ကန်းချက်ကျွန်တော်လည်းကားမရက်ပြီးတော့ဦးပေါ့ဟိုသွားမယ်ပါအခုရဲကောင်းမှာဆိုတော့အဲ့ဒါဘကိုးသွားမှာပါဘကိုးမြင်သွားမယ်ဟုတ်ကဲ့ပါကျွန်တော်ခုကားလေးနဲ့နောက်ဆုံးလိုက်ကိုတို့ဘိုက်စားလားဘိုက်စားရပါစားဘူးလိုက်ပေါ့စားဘူးလိုက်ကွာဟုတ်ကဲ့ပါကိုတို့ကရေတို့ပါတောက်ချင်လားတောက်ကြအောင်အားမကြီးပါတယ်ကွာဟုတ်ကဲ့ပါဗျဒါလေးကဝေးပြေးကောင်းမဟုတ်ပြင်မဲ့ကျွန်တော်တို့ကလမ်းကားလေးဖြစ်တဲ့ဆိုဒီမှာလူတွေတိုက်ကုန်ပြီမင်းကဒီခါလူတွေတစ်ခုတိုက်လိုက်မင်းကရဲတဲ့ဒီတိုက်မှာဟုတ်ကဲ့ပါဗျာကျွန်တော်အဲ့လိုလုပ်ပါနဲ့ဗျကားလေးတိုက်လို့ရတယ်ကွာလူတွေတော့မတိုက်နဲ့ကွာဟုတ်ကဲ့ပါဗျာချုံနေကွာဟုတ်ကဲ့ပါဝမ်းမလူတွေတော့ပါအချိန်မြန်နေပြီလူကြီးမင်းတို့ရေခုဆိုတော့ဖြီးပြီးတာတိုင်းဘကူးညို့ရောက်နေပါပြီကောဒါပဲကွာမြန်မာကဖိတ်ကူမောင်းတော့ဖိတ်ကူပြီးတော့အမရေကောတွေ့လာကွာမျိုးငါအဲ့ရေကပေါ့အင်းကြီးလားငါမလုပ်ပါနဲ့ဗျာကျွန်တော်ကိုင်းနေတယ်အရေကောက်တက်ဖိလိုက်ကျွန်တော်ထောက်ကြအောင်မယ်ဒီပိချမောင်းတာအသေးအမတော့ထဲမောင်းကြည့်ကြာပဲမောင်းမယ်ကျောင်းတိုင်းလဲနော်တိုက်တော့မယ်တိုက်တော့မယ်အရှိကကားရမြင်မြန်လုံရမှာဘာပဲတိုက်မယ်ပြီးတော့ကွာကားတွေတိုက်တာရင်းမကြည့်ဘူးလူတွေတိုက်တာရေးကြည့်တယ်ကွာလူတွေတိုက်တာရေးကြည့်ရလားကျတော့လူတွေတိုက်လိုက်မယ်ချလိုက်တော့ကိုလေးနေပါခုဆိုတော့သုံးလေးကိုရောက်တော့မှုအတွက်ရောက်ဘူးသုံးလေးရောက်တော့မှုအတွက်နောက်ထပ်18နိုင်ရောက်ကြာသေးပါတယ်ကြောက်69နိုင်ကြာသေးပါတယ်69နိုင်ပေါ့တိုင်းကျုံးပြီးတော့လုံးရတယ်ကွာကျွန်တော်တောင်းမှပါတယ်ဗျာကျွန်တော်ကြော်ပြီးတော့ပါမင်းလုံးပြောင်းလဲလို့ကိုဒါလည်းတင်ကြောက်ရကျွန်တော်ကိုတော့နည်းဝေးနေတော့ကျွန်တော်တို့တဲ့မတိုင်းလည်းကြောက်ဝိုင်းလေကွာနောက်မှတွေ့ပြီပြောင်းနေမင်းမလာလို့ကျွန်တော်လာနေပါလေဒီမှာနောက်ကျနေပြီ
နောက်ကလည်းပြိုလဲတိုက်ရကွာဒီဘောပါဟာ ဒါဒီပါဒါပွင့်လား အရာလေးလားပွားရတော့အဲ့ဒီပါပြန်ကျမဖဲလိုက်တယ်နော်ဒါမှဘောရှင်းရပြန်ပေးပါအရာရမယ်ကွာကျွန်တော်ရဲကတော့ပဲပြီကျွန်တော်ရဲကလိုက်ဖမ်းတော့မတင်နဲ့ဆေးကောင်မင်းမပြေးနဲ့ငါကစင်ကောင်းဝိုင်းကွာရင်းကြောက်လိုက်မှာရဲကရတော့လာမလုံးနဲ့တော့ကျွန်တော်ရဲကောကလည်းငေါ့ကအမှုကမှာနော်ဘာဖြစ်လဲကျွန်တော်ကတရားကြီးပဲလေရဲကလည်းခဏဘာလို့တိုက်နေရလဲ ဆက်ပေါင်းတော့ငါအဲ့ချင်းနေပြီအဲ့ဒါပဲကောင်းပါမှာတို့တော့ဆူညံ ရဲကတည်းကဟဲ့ကောင်မင်းမပြေးနဲ့ခုနငါတို့ဘာလို့မလုပ်ဘူးငါစီကုန်ပြန်ကွာကိုတို့အားလုံး နိုင်ရင်ကွာစီကုန်းစီဆိုင်ဝင်ဖြစ်လိုက်ပါလားမင်းတို့ကောင်တွေကလေ အားလုံးတုံးနေပါခုဆိုတော့ကျွန်တော်တို့လေချားတော့တုံးနေပါလို့ပြောနေတာဟုတ်အားလုံးတုံးနေပြီပါပဇာတိကိုပေးထားပါအတန်တကူနှွဲကားပေါ်ကန်ချပါမယ် ဟာဘယ်လိုလဲကွာ ဟုတ်ပါဘူးလေကျွန်တော်နည်းနည်းအတန်လေးတိတ်သွားကျွန်တော်နည်းဟောင်းဟာလေးလုပ်လိုက်ပါမယ် ဒါကမလိုက်တော့ရငါတို့ထပ်ပြေအောင်မယ်ငါဖွင့်ပေးလိုက်အောင်လေ မကူပတ်တာဘယ်လောက်ထဲမှာလဲညီမကူဆိုရင်ပတ်တာ900ပဲပေါ့လေအေးရောကြောက်9000ထဲခဲ့9000ကိုကြောက်ပတ်တာအားလို့ဗျာတော့အဲ့နေတော့နောင်နာမောင်ဟာရဖတ်ပြီးတယ်နေတယ်ခဏတန်ခဏပိုင်းငါဟုတ်တော့အားလုံးတို့တော့အားလုံးတို့နေမှုတော့ကျွန်တော်ကြားချင်ပါတယ်ဟုတ်တယ်ရေကားတွေကညားနေပါတယ်အားကြောင့်အားလုံးတို့နေခိုင်းပါပဲကားမောင်မှာနိုင်ရေးတွေကကျွန်တော်တို့ရိတ်နေပြီကျွန်တော်တို့ဆောင်နေရပါမယ်ကျန်ကားကြီးလာနေကျွန်တော်တို့တော့ကားဆမောင်းနေပါပြီတကားတွေဘာလို့ခုလုံး来就让我不记得了。哦，妈带走，带走哎！có nhà rồi ô nó rơi không ạ不知道，可能被去了。哇！我进去了，就我这2个把人拖了，把我留也不行了，那不用嘛，变成家门了。
ကျွန်တော်ခုလည်းပတ်စံမရှိပါဘူးနောက်ဗီဒီယိုမှာပြန်တွေ့မယ်အားလုံးပဲ bye bye ကျွန်တော် channel လေးကိုလည်းစကားမဆက်ကျွန်တော် channel လေးကို like and subscribe လုပ်ပြီးမှမတောင်းစီပြပါတယ်အားလုံးပဲ bye bye